အားလုံးမင်္ဂလာပါဗျာကျွန်တော်ကဒီနေ့ဒီ Rhino ကိုပေါ့နော်ဟိုလေးလာခြင်းတယ်ဗျာတင်တန်းစတက်လိုက်လို့ရှင်ဒီ Rhino ကိုကတင်တန်းတက်မှတီးရတဲ့လူတွေကြအခက်ခဲအများကြီးရှိတယ်တချို့တွေကြလို့ရှင်ဒီကိုကတင်တဲ့ဥစ္စာကိုမလေးလာသေးဘူးပေါ့နော်ဒီ software ကိုက software နဲ့ယဉ်ဤကြောင်းဝင်အောင်ရင်ဆုံးလိုက်လုပ်နေရတော့ pressure တစ်ခုဖြစ်သွားတော့အဲ့တော့ကျွန်တော်အဲ့လိုလူတွေအတွက်တင်တန်းမတက်ခင်တည်းကကိုကလေးလာလို့ရအောင်ပေါ့နော်ကျွန်တော် basic လေးတွေတစ်ချက်နည်းနည်းချင်းပြောပြပြီးမှာပေါ့အဲ့တော့ကျွန်တော်အခုဒီမှာဆိုလို့ရှိရင် Rhino ကိုကရောက်ပြီးဆိုတော့ကျွန်တော်တို့က Rhino ကိုမှဆက်ချင်းကျွန်တော်တွေ့ရသလောက်တော်တော်များများဒီမှာကျွန်တော်တို့ login ဒီဟိုပါပေါ့နော် software ကိုစဖွင့်တာမှနည်းနည်းပြဿနာတက်တယ်ဘယ်လိုတက်လဲဆိုတော့တချို့တွေကြတော့ click တစ်ချက်နှိပ်တယ်အန်တာခောက်တယ်ဒါတနည်းပေါ့နော်တချို့ကြတော့ဒီကောင်ကို click နှစ်ချက်သုံးချက်နှိပ်တယ်အဲ့တော့သူကအဲ့လိုတွေနှိပ်ကတော့ဘာဖြစ်လဲဆိုတော့ကို click နှိပ်တဲ့အရေးအတွက်တွေကိုယ့်ရဲ့အန်နာခောက်တဲ့အရေးအတွက်တွေပေါ်မူတည် Rhino ကိုတဲ့အများကြီးပွင့်အောင်တချို့ကြတော့အဲ့ဒါကိုမတိလိုက်ဘူးဗျမတိဘဲနဲ့သူကဟို10ခုကျော်လောက်သူကပွင့်တချို့ဆိုအိုက်ထက်တောင်မှများတယ်အဲ့တော့မလိုရဘဲနဲ့စက်တွေဟန်းသွားတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီ Rhino ကိုကျွန်တော်တို့ဒီပေါ်ကိုတင်ထားလို့ရှိရင်တော့သူကအဲ့ပြဿနာမဖြစ်တော့ကျွန်တော်အခုဒီမှာ Rhino ကိုပိတ်လိုက်တော့နော်ကျွန်တော် Rhino ကိုလေးပိတ်ကျွန်တော်ဒီ Rhino ကိုဒီအောက်ရအောင်တစ်ခါတည်းတစ်ချက်တည်းနဲ့ပွင့်အောင်လို့ဒီ Rhino ကိုဘယ်ဘက်ကလေးတစ်ချက်ထောက် right click လေးနှိပ်ပြီးတော့ pin to taskbar ဆိုပြီးတော့ကျွန်တော်တို့ကနှိပ်လိုက်အဲ့ဆိုဒီ Rhino ကိုဒီကိုရောက်သွားလဲရောက်သွားတဲ့ကကျွန်တော်ကဒီမှာ click နှစ်ချက်သုံးချက်နှိပ်ကြတာတို့ select ယူပြီးတော့အနာခေါ်ရတာတို့ဒီပြဿနာမရှိတော့ဘူးသူ့ကို click တစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ Rhino ကတန်းပွင့်လာပဲเนาะသူကကောင်းတာတော့ကိုကဇာတ်တိုက်နှိပ်လို့မရသေးဒီ logo ပြန်ခံနေတဲ့တော့ကိုကမလိုအပ်ဘဲနဲ့ Rhino ကိုတွေကိုအများကြီးမဖွင့်မိတော့တချို့ကကျွန်တော်တို့ကဟိုစက်ကနည်းနည်းလဲနှိမ့်နေကောင်ယူလာတယ်ဓာကြီးတွေကိုစွတ်နှိပ်လိုက်တော့ Rhino ကိုတွေစွတ်နှိပ်လိုက်တော့မှ Rhino ကိုတွေကအများကြီးအခုရေထွက်အများကြီးပွင့်ဆက်ပါဟန်းသွားတတ်တာပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ Rhino ကိုတစ်ခုရပြီကိုကနောက်တစ်ခုထပ်ဖွင့်ခြင်းတယ်ဆိုလဲဒီမှာကျွန်တော်တို့ဒီကောင်လေးကိုပဲကလေးလေးထပ်နှိပ်အဝိုင်းလေးလဲဒီလိုလေးပေါ်လာနော်ပေါ်လာပြီးကျွန်တော်တို့ကဒီမှာသုံးလို့ရတော့အဲ့လိုပွင့်အဲ့တော့ကျွန်တော်ကဒီစနစ်ထားတာကောင်းတယ်ဗျာဘာလို့လဲဆိုတော့ကိုကမလိုအပ်ဘဲနဲ့ mouse တွေစွတ်ပြီးနှိပ်တာတို့ keyboard တွေစွတ်နှိပ်တာတို့အဲ့ keyboard နဲ့ mouse တွေလည်းတတ်တာရရောက်တာပေါ့နော်လက်တော့အဓိကလက်တော့သမားတွေဆိုအပြက်မြန်သွားလိမ့်မယ်အဲ့တော့ကိုကဒီလိုမိုးလေးတွေလှုပ်ထားလိုက်လို့ရှိရင်တန်းဖွင့်လို့ရနော်ကိုကြိုက်တဲ့နောက်ရေတော့တိုးခြင်းတယ်ဆိုဒီ icon လေးကိုနှိပ်လိုက်ပဲအဲ့ဆိုကျွန်တော်တို့ Rhino ကိုလေးပွင့်အဲ့တော့ဒီမှာ click နှိပ်လိုက်မယ်ကိုကြိုက်တဲ့ဘက်ကိုရွေးဒီဘက်ကိုရွေးလိုက်ပြီနော်ဒါကျွန်တော်တို့က Rhino ကိုစမြင်တဲ့ဥစ္စာအဲ့တော့ကိုကအခုမှစလုပ်တဲ့လူကဓာကြီးမြင်တယ်ဘာလို့ရမှမသိဘူးဖြစ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်ကရင်ဆုံးဒီမှာဒီကောင်လေးချိန်အောင်ရင်ပြပြီအဲ့တော့ကျွန်တော်ကဒီမှာလက်စွပ်ပုံလေးရှိတယ်နော်လက်စွပ်ပုံလေးရှိတဲ့တော့ကျွန်တော်တို့ကဒီမှာဒီလက်စွပ်ပုံလေးတွေကိုကိုကဆက်ချင်းဝင်တဲ့လူတွေじゃလက်စွပ်ပုံကိုလူအာကာသရင်မှုပုံလေးဖြစ်နေလိမ့်မယ်အဲ့ဒါဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်ကဒီမှာ extra မှာကျွန်တော်တို့ဒီမှာ select เนาะအများစုကတော့ဒီကောင်နဲ့စကျွန်တော်တို့ Rhino ကိုစဖွင့်တဲ့လူတွေကဒီကောင်လေးနဲ့စအဲ့တော့ကျွန်တော်ကဒီလူကျွန်တော်ကအခုလက်စွပ်ဆွဲတာဆိုတော့ဟိုကိုယ့်ရဲ့မြင်ရဆိုရင်လည်းလက်စွပ်ပုံလေးမြင်ရတာတော့ကျွန်တော်တို့တော့ကြည်ရပြူရတာပိုဆင်ပြေရတာပြေတာပေါ့เนาะအဲ့တော့ကျွန်တော်ကဒီမှာလက်စွပ်ပုံလေးပြောင်းထားလိုက်မယ်เนาะ green ကိုကဒီမှာလဲမြန်နေပါလေအစရှိအဲ့တော့ကျွန်တော်ဒီမှာလက်စွပ်လေးပြောင်းထားမယ်เนาะအဲ့တော့ကျွန်တော်ကအခုဒီမှာကိုတို့ကကြည့်လိုက်လို့ရှိရင်ဒီမြင်ရတဲ့ view နေတာဘာလို့ခေါ်လဲဆိုတော့ဒါကျွန်တော်တို့ full view ပေါ့เนาะ full view လေအဲ့တော့ကျွန်တော်ကဒီထဲရောက်ပြီဆိုတာနဲ့ကိုကဘာလို့ရမှာမသိဘူးဖြစ်နေမှာဆိုလို့အဲ့တော့ကျွန်တော်ကဒါ full view ရှိရယ် full view မှာတော့မှကျွန်တော်ကဒါ top view လက်စွပ်ရပေါ်မျက်နှာစာလေး front view ဖြစ်တဲ့အတွက်ရှေ့မျက်နှာစာ right view ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘေးရနေเนาะညာချမ်းကနေကြည့်မယ်ဒီ perspective ကတော့ရေးကြည့်ရယ်ကျွန်တော်တို့ရဲ့အထက်တစ်ခုတော့လှည့်ပတ်ပြီးကြည့်ရဥစ္စာเนาะလှည့်ပတ်ပြီးကြည့်တော့ဥစ္စာကျွန်တော်တို့ဒီမှာလက်စွပ်ပုံလည်းကြည့်လိုက်ကျွန်တော်တို့လှည့်တဲ့အတိုင်းလက်စွပ်မှာကိုကပြောင်းမြတ်နေပါဖြစ်သွားတာဆိုကျွန်တော်တို့ဒီလက်စွပ်ကိုကြည့်ရတဲ့ဒါလေးကိုသိနိုင်เนาะဒါကျွန်တော်တို့ full view ဆိုတော့ကိုကအဲ့တော့တခါတည်းကိုက view တစ်ခုတည်းပဲဝင်ခြင်းတယ်ဆိုကျွန်တော်တို့ဒီမှာ top view ကို bel back click နဲ့ချက်နိုင်မယ်ဒီမှာเนาะ full view ကနေ bel back click နဲ့ချက်နိုင်ဝင်သွားပြီ bel back click နဲ့ချက်နိုင်ထွက်သွားပြီ bel back click နဲ့ချက်နိုင်ဝင်သွားပြီထွက်သွားပြီเนาะအဲ့လိုမျိုးလေးဖြစ်မယ်ကျွန်တော် password တွေဆိုလဲအတိုင်းပဲ
ကွာဒီထဲရောက်ချင်တယ်ဆိုရင်ကလစ်နှစ်ချက်နှိပ်လိုက်ကျွန်တော်တို့ထဲရောက်သွားเนาะပြန်ထွက်မယ်ကျွန်တော်တို့အရှိဆိုအရှိမျက်နှာစာလည်းဝင်မယ်ပြန်ထွက် right view ဆိုလည်းထားမယ်အရှိမျက်နှာစာလည်းဝင်မယ်ညာဘက်မျက်နှာစာလည်းဝင်မယ်အဲ့လိုမျိုးလေးเนาะအဲ့တော့ဒါကျွန်တော်တို့က 4 view ကနေအခု view တစ်ခုစီကိုဝင်တာပေါ့เนาะအဲ့တော့ကျွန်တော်တို့က view တစ်ခုစီဝင်တာဟုတ်တယ်အခုဒီမှာကျွန်တော် top view သွားလိုက်เนาะကွာ top view ဆိုတာအပေါ်ကျွန်တော်တို့အပေါ်မျက်နှာစာအဲ့တော့ကိုကအောက်ချမ်းနေကြည့်လို့မရဘူးလားဆိုတော့ရတယ်ဗျအဲ့တော့ကိုကအောက်ချမ်းလေးကြည့်နေတယ်ဆိုရင်ဒီမှာတော့ရပြီးမှမြားလေးရှိတော့နှိပ်လိုက်เนาะကျွန်တော်တို့ဒီမှာ set view bottom ဆိုလဲရအဲ့ဆိုတော့လက်စုပ်အောက်ချမ်းเนาะကိုကအဲ့တော့ဒီလိုမျိုးကြီးသွားယူနေတဲ့အခါကျကျွန်တော်တို့တော့ဘာဖြစ်နေလဲဆိုတော့အခက်ခဲတစ်ခုဖြစ်တယ်အပေါ်နဲ့အောက်တစ်ခါလေးချိန်မှုကျွန်တော်ကဒီရဲဝင်ပြီးအပေါ်အောက်နှိပ်နေအဲ့လိုမနှိပ်ချင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့မြားလေးဘဲဘက်ထောင်လေးရွှေ့လိုက်เนาะကျွန်တော်တို့ဒီမှာသူစာရေးတာအပေါ်မှာ top view နဲ့ bottom view အဲ့တော့နှစ်ခုကကွဲနေလိမ့်မယ်ကျွန်တော်တို့ဘယ်ဘက်မှာ top ရှိတယ်ဆိုတော့ဘယ်ဘက်ကလေးနှိပ်လိုက်ရင်သူက top ရောက်တယ်เนาะညာဘက်မှာရှိနေတဲ့ bottom view ဆိုတော့ညာဘက်ကလေးနှိပ်လိုက်ရင်အောက်ခြေရောက်ပါเนาะကျွန်တော်တို့ဒီမှာ logo လေးကိုကြည့်မယ်เนาะကျွန်တော်အခုဒီမှာဘယ်ဘက်မှာ top view ရှိနေတဲ့အတွက်ဘယ်ဘက်ကလေးနှိပ်လိုက်မယ် top view เนาะညာဘက်ကလေးနှိပ်လိုက်မယ် bottom view ကျွန်တော်တို့ရဲ့လက်စွပ်လေးကအပေါ်အောက်လေးပြောင်းပြเนาะအဲ့တော့ကျွန်တော်ကဒီမှာလက်စွပ်တစ်ဝင်းလောက်ကိုထည့်เนาะကျွန်တော်ဒီမှာ right click လေးနှိပ်လိုက်ပြီကျော်လာပြီကျွန်တော်လက်စွပ်တစ်ဝင်းလောက်ထည့်လိုက်အမှန်ကြီးလေးနှိပ်လိုက်ဟောဒါကျွန်တော်လက်စွပ်လေးစမ်းထဲမှာအဲ့တော့ကိုကဒါတွေကဘယ်အရာတွေက view တွေကဘယ်လိုလုပ်လဲသိအောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနော်အဲ့တော့ကျွန်တော်ဒီကောင်လေးရပါကျွန်တော်ခဏလေးနော်ဒီကောင်ဆိုလို့ရှိရင်ရတိတ်မသိတာဒီကောင်ဖြတ်လိုက် signal ကျွန်တော်ယူလိုက်ကျွန်တော်ဒီကောင်လေးကြည့်ကြเนาะကျွန်တော်ဒီမှာဆိုရင်လက်စွပ်အဲ့တော့ကိုကလက်စွပ်ကြည့်လိုက်လို့ရှင်ဒီမှာเนาะကျွန်တော်တို့ဒီမှာ view ရဲ့အတိုင်းကျွန်တော်တို့ဒီမှာ top view ဆိုပေါ်မျက်နှာစာ front view ဆိုရှေ့မျက်နှာစာ right view ဆိုညာချာ perspective ဆိုကျွန်တော်ဒီမှာလှည့်ကြည့်လို့ရเนาะအဲ့တော့ကျွန်တော်ဒီမှာ top view တွေကိုဘယ်ဘက် click လေးနဲ့ချက်ဝင်လိုက်เนาะအဲ့တော့ကျွန်တော်ခုနကပြသလိုမျိုးကိုကလက်စွပ်ရဲ့အပေါ်ရိုင်းမြင်တယ်အောက်ချမ်းမြင်နေတယ်ဆိုကျွန်တော်သွားမယ်ဟော sub view ပြီးလို့ရှင် bottom ဆိုကျွန်တော်တို့အလုပ်ကကြာနေနှေးအဲ့တော့ကျွန်တော်ကအဲ့လိုမျိုးမဖြစ်ပဲအမြန်သွားခြင်းတယ်ဆိုဘယ်ဘက်တောင်သွားเนาะကျွန်တော်တို့ဒီမှာ top view ဆိုအပေါ်ရောက်သွားပြီ right view ဆိုရင်เนาะ right ဆိုလို့ရှင်ညာဘက်ကလေးနှိပ်လိုက်ရင်အောက်ချမ်း bottom လေးဖြစ်သွားပြီเนาะဘယ်ဘက်ကလေးနှိပ်လိုက်ရင် top ညာဘက်ကလေးနှိပ်လိုက်ရင်အောက်ချမ်းလေးเนาะဒါကျွန်တော်တို့ဒီပေါက်လေးเนาะအဲ့တော့ကျွန်တော်ကဒီမှာကလစ်နှစ်ချက်ပြန်နှိပ်တယ်ဒီလိုနှိပ်လိုက်ရင်တော့အဲ့ဘောက်ကမပေါ်တော့တော့ view တော့ခုတည်းဝင်တော့မှပေါ်တာပေါ့เนาะအဲ့တော့ကွာဒီလိုအခြေအနေမျိုးမှကြတော့ဘောက်မရှိတဲ့တော့ကျွန်တော်တို့ပြောင်းမယ်ဆိုရင်ဒါနဲ့တော့ပြောင်းမှအဆင်ပြေတော့bottom view เนาะကွာတခါလေဒီမှာ 4 view ထဲမှာချိန်နေတယ်ဆိုရင်အဲ့လိုမျိုးချိန်လို့ရเนาะကျွန်တော်တို့အများစုသုံးတာ top ရဲ့ password တွေရဲ့ front ရဲ့ right ရဲ့ icon တွေပဲသုံးတယ်เนาะဒါ main အခြေခံအဲ့တော့ကျွန်တော်က view ကို front ဆို front view ဝင်မယ်ကိုကဒီမှာအရှိမကြိုက်ဘူးအနောက်ဘက်ဆိုလို့ရှိရင် right click နှိပ်လိုက်လက်ဆိုရနောက်ချမ်းဒါတော့သူကတော့အရှိနဲ့နောက်တူနေတော့မသိတာဘူးပေါ့နော်အရှိနောက်ချိန်မယ်ဆိုဒီမှာကျွန်တော်တို့ချိန်လို့ရမယ်အဲ့တော့ကျွန်တော်တို့ကကဲအဲ့ကြလို့ရှိရင်ကျွန်တော်ဒီမှာ front ဖြတ်ဟော top view သွားမယ်ဆိုကိုက click နှစ်ချက်နှိပ်လိုက် top view ကနေ front view သွားမယ်ဆိုဒီလိုဝင်လိုက်ကျွန်တော်တို့ဒီမှာအလုပ်တွေရှုပ်နော်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးမရှုပ်ချင်ဘာနဲ့ချိန်လဲဆိုတော့ကိုကဒီမှာ front ဆိုပြီးအရှိရောက်အပေါ်မျက်နှာစာလေးရောက်ခြင်းလဲဆိုကျွန်တော်တို့ဒီမှာစာလေးချောင်းကိုတွေ့နော် top view ဆိုလို့ရှိရင်တော့ top view ရောက်သွားပြီနော် front ဆိုရင်အရှိရောက်သွားပြီ right ဆိုရင်ညာဘက်ရောက်သွားပြီ perspective ဆိုကျွန်တော်ခုနပြောသလိုမျိုးသူကလှည့်ပတ်ပြီးကြည့်နော်ကျွန်တော် right click လေးကိုဖိတာကသူကဘယ်ဘက်ကလေးတော့ထောက်လို့မရအောင်သူစီမှာနော်ထောက်လို့မရတဲ့အတွက်ကျွန်တော်ကဒီမှာ right click လေးနဲ့နော်ကျွန်တော်ဒီမှာဆက်ချင်းဒီ view လေးကိုတော့တေချာသုံးနေခြင်းတယ်ဗျာသူကလက်စုပ်ကိုအလုံးဝဟိုအထဲတဲ့အထိဝင်ကြည့်လို့ရတဲ့ကောင်ဆိုတော့လေဒီ view လေးနိုင်လို့ရှင်
ကိုကအထဲကိုနော်အတွင်းကိုယ့်ရဲ့အတွင်းစားတာတွေပြတ်သားလားမပြတ်သားလားအထဲမှာဘာတွေပူနေလဲလူနေလဲကိုကလုံးဝ microscope နဲ့ကြည့်တယ်လို့မျိုးသူကလုံးဝလှည့်ပတ်ပြီးဝင်ကြည့်လို့ရပါတော့အဲ့တော့ဒီ view လေးကိုနိုင်အောင်လုပ်ထားဖို့လိုတယ်ကျွန်တော်တို့ရဲ့ laptop ကိုဒီမှာလှည့်ပတ်ပြီးကြည့်လို့ရအောင်နော် right click လေးနှိပ်ပြီးတဲ့အဲ့တော့ကျွန်တော်ကဒီမှာ perspective top view ပြောင်းမယ် front view ပြောင်းမယ် right view ပြောင်းမယ် top view ပြောင်းမယ် perspective ပြောင်းမယ်ကြိုက်တယ်လို့ပြောင်းလို့ရနော်အဲ့တော့ကျွန်တော်ဒီမှာ full view ပြန်သွားမယ်သူ့ကိုကျွန်တော် bottom လေးလုပ်လိုက်တော့သူ့ကိုကျွန်တော် front ကို back view လေးပြောင်းအနောက်ပေါ့နော်ကျွန်တော်ဒီမှာညာဘက်ဖြစ်နေတဲ့ကောင်ကိုဘယ်ဘက်လေးပြောင်း password တွေကတော့ကျွန်တော်ရှိရမှာเนาะအဲ့တော့ကျွန်တော်ကဒီမှာလေ bottom ဖြစ်နေတဲ့ကောင်ကိုအလွယ်တကူပြောင်းနေရော click နှစ်ချက်လေးနဲ့ဝင်မယ်ဒီပေါက်လေးကိုသွားမယ်ဘယ်ဘက်မှာတော့ကြည့်နေတဲ့အတွက်ဘယ်ဘက် click เนาะကျွန်တော်ဒီမှာဘတ်ထဲကိုတော့ဝင်လိုက်ပြီးဘယ်ဘက် click နှိပ်ဝင်တာเนาะဘတ်ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီမှာ front လေးနဲ့ဘယ်ဘက် click ကိုသွားเนาะဒီမှာကျွန်တော် left click ကိုဘယ်ဘက် click လေးနှိပ်မယ်ဒီမှာကျွန်တော်တို့နော်ဒီဘက်မှာသူက left နဲ့ right ရှိရတော့ကိုကညာချမ်းတန်တယ်ဆိုရင် right click လေးနှိပ်လိုက်ညာချမ်းရောက်သွားနော်အဲ့လိုမျိုးဒါကကျွန်တော်တို့ဒီ 4 view လေးပေါ့နော်ဒီ 4 view ရဲ့နောက်ပြီးကျွန်တော်တို့ဒီကောင်လေးသုံးဝင်တာရဲ့နောက်ပြီးကျွန်တော်တို့ view တစ်ခုတည်းဝင်လိုက်တာ ਨੇ ဒီကောင်လေးရဲ့အသုံးချတဲ့ဟာလေးနော်သူကအလဲဆန္ဒတက်တဲ့ကိုသွားလိုက်တော့နှိပ်လိုက်လို့ရှိရင်နော် perspective ဖြစ်သွားမယ်နော်အဲ့တော့ကျွန်တော်တို့ဟာ password front top view ကိုကျွန်တော်က password တွေပြောင်းလိုက်တော့ password တွေကနှစ်ခုဖြစ်သွားတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာ click နှစ်ချက်နေမှာ password တွေကနှစ်ခုဖြစ်သွားတယ်เนาะဒီကောင်လည်းကျွန်တော်တို့ password တွေကလည်းတစ်ခါလေးနောက်ပိုင်းနေကျွန်တော်တို့နှစ်ခုဟာအသုံးလို့တယ်เนาะအဲ့ဒါလေးဖြစ်သွားတယ်အဲ့ဒါကျွန်တော် view လေးကိုတစ်ချက်ရှင်းပြပါเนาะအဲ့တော့ကျွန်တော် password တွေထပ်ပြန်ဝင်မယ်နှစ်ခုဖြစ်နေတဲ့အတွက်တစ်ခုကိုပြန်ချိန်မယ်ခုနကကျွန်တော်ဒါကြီးနှိပ်ပြီးလိုက်အဲ့တော့ကိုရီးယားဒီမှာ perspective front right ဖြစ်တဲ့အတွက် left ဆိုအပေါ်ကျန်တော့ပြောက်သွားအဲ့တော့ကျွန်တော်ဒီကိုသွားမယ်ဘယ်ဘက်ကလေးနှိပ်เนาะအဲ့တော့ကိုကပုံသေးနှိပ်ဟိုဟာတတိထားမှာတော့ရှိမယ် perspective ရှိမယ် front ရှိမယ် right ရှိမယ်เนาะဒီ view လေးကိုလေးရလို့ရှင်ရเนาะဒါကျွန်တော်ဒါဟိုလေးပေါ့เนาะကိုကစမ်းသုံးမယ်ဆိုသုံးလို့ရအောင်လို့ကျွန်တော်အကြမ်းမြင်လေးပြပေးတာเนาะဒါ full view ပြီးသွားလို့ရှိရင်ဒီမှာတစ်ခုတတိထားမှာကျွန်တော်တို့ခုကြည့်တဲ့အခါမှာကာလာတွေရမ်းဖြစ်နောက်ပြီးရွှေရောင်ကြီးလည်းဖြစ်ကျွန်တော်ကတော့ဒီ rhino ကိုဆွဲမှဆိုရွှေရောင်အားမပေးဘူးဗျဘာလို့ဆိုတော့သူကအထယ်တွေဆွဲတဲ့ပုံမူတည်ပြီးတော့ဒါကိုသူက runner view လို့ခေါ် runner ဆိုတာကျွန်တော်တို့ကတကယ်အစ်စ်ရွှေရောင်ကာလာပုံစံတိုင်းလှုပ်ထားတာပေါ့နော်လှုပ်ထားတဲ့တော့သူကစောက် graphic ပိုင်းသုံးရတဲ့တော့သူကကြတော့နည်းနည်း hand နဲ့ပဲရောက်သွားမယ်နော်အဲ့တော့ကိုယ့်ရဲ့စက်ကိုဟန်းနဲ့ပြဿနာမဖြစ်အောင်လို့ဘာလုပ်တင်လဲဆိုတော့ကျွန်တော်တို့ကပုံနေပါဆွဲမှဆိုသူ့ကိုဒီ runner view ဖြစ်မှခံမယ် shape view ပြောင်းအောင်မယ်เนาะအဲ့တော့ကျွန်တော်က shape view ကိုဘယ်လိုပြောင်းအောင်လဲဆိုတော့ဒီမှာ display လေးကိုနှိပ်လိုက်ကျွန်တော်တို့ဒီမှာ runner ကြီးဖြစ်เนาะကျွန်တော်အခုဒီမှာ perspective ကိုနောက်ဆုံးထောက်ခဲ့တဲ့အတွက်သူ perspective မှာ runner ပြတယ်အကယ်၍ကျွန်တော်ကတော့ကိုသွားပြီးဘယ်ဘက်ကလေးထောက်လိုက်ရင်ဒီမှာတော့ပြောင်းသွား display မှာတော့ပြောင်းသွားပြီး runner ကိုเนาะသူကဟိုဟာတော့ဖြစ်လိုက်runner ကြီးဖြစ်နေမှာเนาะအဲ့တော့ကျွန်တော်ကတစ်ခုချင်းစီပြောင်း shape view ဒီမှာကျွန်တော်ဘယ်ဘက်ကလေးနှိပ်လိုက်မယ်ဒီမှာเนาะကျွန်တော်ဒီညားလေးနှိပ်လိုက်ရကြိုက်တဲ့နေရာနဲ့ shape view ဘယ်ဘက်ကလေးနှိပ်မယ် shape ဘယ်ဘက်ကလေးနှိပ်မယ် shape ပေါ့เนาะကျွန်တော်ဒီ shape view ဆွဲတော့မှာဆိုကျွန်တော်ရဲ့ကိုယ်ပိုင်မြင်ပေါ့เนาะကျွန်တော်ကတော့အများစုသုံးတာဘာနဲ့သုံးပြလဲဆိုတော့ကျွန်တော်ဒီကတ်အပေါ်ဟာတွေအကုန်လုံးရှင်းတာဒါကျွန်တော်က Rhino ကအခုမှဆက်ထဲကိုစထည့်တာမဟုတ်တော့အရင် setting လေးဝင်နေတဲ့အတွက်ဒါလေးကမပါလာတော့ဘူးเนาะဆက်စချင်းသုံးတဲ့လူတွေဒီလိုအကုန်လုံးပေါ်နေမှာဒီလိုအကုန်လုံးပေါ်နေတော့ကျွန်တော်တို့ဒီမှာအထည်ပိုင်းကြည့်ရတာဒီကတ်တွေနဲ့နည်းနည်းရှုပ်လိမ့်မယ်เนาะအဲ့တော့ကျွန်တော်ဒါလေးတွေကိုသာဖြောက်တာကိုသုံးလို့ရဆိုဒါနဲ့မှကြည့်တတ်တယ်ဆိုလဲထည့်ထားလို့ရเนาะဒါတယောက်နဲ့တယောက်မတူကြဘူးကျွန်တော်ဒီ mesh wire အထိအကုန်ဖြောက်ကတ်ကနေပြီးဒီထိပဲကျွန်တော်အမှန်လောက်ထားမှာเนาะဒါလေးဒါကျွန်တော်တို့ display အဲ့တော့ကျွန်တော်စဆွဲမယ်ဆိုရင်ဒီကနေစဆွဲရမှာเนาะဒါကျွန်တော်တို့ basically အနေနဲ့ Rhino ကိုစဝင်တယ်ဆိုဘာလုပ်ရမလဲမသိလို့ရှိရင်ကျွန်တော်တို့ဒါလေးတွေလောက်ထားပါเนาะအဲ့တော့ကိုကပုံတစ်ခုခုဆွဲမယ်ဆိုရင် shape view ကတော့ကျွန်တော်ကလုံးဝ recommend ပေးရပေါ့เนาะ shape view ထားပြီးတော့
ဆွဲတာကျွန်တော်တို့ဆက်တည်လက်တတ်တာလေเนาะဒါအခုကျွန်တော်ဆိုလို့ရှိရင်အခုကျွန်တော်ပြပေးတာဒီ view လေးခုလေးရဲ့နောက်ပြီးကျွန်တော်တို့ဒီမှာ shape view ထားတဲ့ဟာလေးเนาะဒါကျွန်တော်တို့အဲ့ဒါလေးရင်စပြပေး